အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့လောက်ပြသမယ့်ဗီဒီယိုကတော့ကျွန်တော်တို့ CapCut သုံးပြီးတော့ကျွန်တော်တို့ကိုကြိုက်တဲ့ဗီဒီယိုကိုကျွန်တော်တို့နောက်ခံစာတိုင်းလာလာလေးဘယ်လိုမျိုးထုတ်မလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားရင်ဆုံးဖြတ်ကြည့်တော့ပေးပါအောင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့လို့ရပါတယ် Okay အဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်စမယ်ဆိုလို့ချင်းကျွန်တော်တို့ CapCut ဝင်လိုက်ပါကျွန်တော်တို့ CapCut ရောက်တဲ့ကျွန်တော်တို့ new project နှိပ်လိုက်ပါnew project နှိပ်လို့ပြတဲ့ကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့ဗီဒီယိုတစ်ပုဒ်ကိုရွေးလိုက်ပါကျွန်တော်တို့ဒီမှာရွေးပြီးသားဖြစ်လို့ဒီဗီဒီယိုရွေးလိုက်ပါမယ်ရွေးလို့ပြတဲ့ကျွန်တော်တို့အောက်ဆုံးမှာဒီမှာ address ဆိုပြီးရှိရတာကိုထည့်လိုက်ပါထည့်လို့ပြတဲ့ကျွန်တော်တို့ဒီဘက်နေနေရွှေ့လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ CapCut logo မပါအောင်ကျွန်တော်တို့ဆုံးတဲ့နေရာကိုလက်နဲ့ထောက်လိုက်ပါထောက်ပြီးတော့ကျွန်တော်တို့ဒီမှာ delete ဆိုပြီးရှိတယ်အမိုက်ပုံကလေးရတာကိုနှိပ်လိုက်ပါ Okay ဆိုရပါပြီကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့စာကိုရေးလိုက်ပါကျွန်တော်တို့ဒီမှာမြန်မာမန်ဆိုပြီးရေးလိုက်မယ် ME Okay ရေးလို့ပြီးတဲ့ကျွန်တော်တို့ဒီမှာစာလုံးကအဖြူလေးဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီမှာစတိုင်ဆိုပြီးရှိတယ်အဲ့ဒီစတိုင်ကိုရေးပြီးတော့ကျွန်တော်တို့ကိုကြိုက်တဲ့စာလုံးရေးလိုက်မယ်ကျွန်တော်တို့ဒီမှာအနင်ကိုရေးလိုက်ပါမယ်ရေးလို့ပြီးတဲ့ကျွန်တော်တို့ဒီဖက်ပေးနားမှာကျွန်တော်တို့အဖက်ဆိုပြီးရှိတယ်အဲ့ဒါကိုနှိပ်ပါဖက်မှာလည်းကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့ prompt ပါတဲ့ဟာကိုကျွန်တော်တို့ထည့်လို့ရပါတယ်ကိုကြိုက်တဲ့ဟာကိုထည့်လို့ရပါတယ်ကျွန်တော်တို့ဒီမှာချမပြတော့ဘူးပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီစာကိုကျွန်တော်တို့ဒီမှာဆုံးထားတဲ့နေရာလေးတွေကျွန်တော်တို့ animation နဲ့ဘယ်လိုမျိုးလုပ်မလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒီမှာပေးဖက်နာကျွန်တော်တို့ animation ဆိုပြီးရှိရတာကိုနှိပ်ပါကျွန်တော်တို့ဒီမှာအောက်ဆိုပြီးရှိရတာကိုထည့်နှိပ်ပါကျွန်တော်တို့ဒီမှာဆုံးသွားတဲ့နေရာလေးတွေကိုကျွန်တော်တို့တစ်ခေါက်ထည့်ကြရပါမယ်ကျွန်တော်တို့ဒီမှာဒီစာကိုကျွန်တော်တို့တစ်ခေါက်ထည့်လိုက်မယ်အဲဆိုကျွန်တော်တို့ဒီမှာဖေးလို့ပြနေတဲ့ကျွန်တော်တို့ဒီစာကကျွန်တော်တို့ဒီမှာဗီဒီယိုဆုံးထိထည့်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီရာကိုလက်ကိန်းနဲ့ထောက်ပြီးတော့ဒီလိုမျိုးဆွဲလိုက်ပါဗီဒီယိုဆုံးထိ Okay ဒီဘက်နေလေးရွှေ့လိုက်ပါ Okay ဒီမှာပါကျွန်တော်တို့ဒီခေါက်စမ်းကြည့်ရမယ် Okay အဲဆိုကျွန်တော်တို့ဒီမှာဒီစာကျွန်တော်တို့ဒီမှာအပြင်ကျွန်တော်တို့နောက်ကိုမရောက်သေးဘူးကျွန်တော်တို့နောက်ကိုရောက်ဖို့အတွက်ကျွန်တော်တို့ဒီမှာလောက်ရမှာပဲဖြစ်ပါတယ်အဲဆိုကျွန်တော်တို့ဒီစာကိုထားလို့ရှိရင်ကျွန်တော်တို့ဒီစာကိုကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့နေရာမှာထားလို့ရပါတယ်ကျွန်တော်တို့ဒီမျိုးထားလိုက်ရတယ်တိတိထားလိုက်ရပါတယ် Okay ကျွန်တော်တို့ဒီနေရာမှာထားလိုက်တော့မယ် SAS ဆိုကျွန်တော်တို့ဒီမှာအပွားနဲ့ export ဆိုပြီးရှိရတာကိုတစ်ခါထုတ်လိုက်ပါ export တစ်ခါလောက်ရပါမယ်ပထမတစ်ဆောင်လောက်ရပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒုတိယတစ်ဆင့်လောက်ရပါမယ် Okay ကျွန်တော်တို့ဒင်းကိုနှိပ်လိုက်ပါနှိပ်လို့ပြီးရင်ကျွန်တော်တို့ဒီမှာနောက်တစ်ခါကျွန်တော်တို့ new project နှိပ်လိုက်ပါ new project နှိပ်လို့ပြီးရင်ကျွန်တော်တို့ဒီမှာခုနကလောက်ထားတဲ့ကျွန်တော်တို့လောက်ထားတဲ့ဗီဒီယိုကိုကျွန်တော်တို့ထည့်လိုက်ပါထည့်လို့ပြီးရင်ကျွန်တော်တို့ဒီမှာ edit ရတဲ့ကိုနှိပ်လိုက်ပါနှိပ်လို့ပြီးရင်ကျွန်တော်တို့ဒီမှာအောက်မှာကျွန်တော်တို့ဒီမှာ overlay ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါ add overlay ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြီးရင်ကျွန်တော်တို့ဒီမှာခုနကမလောက်ရသေးတဲ့ကျွန်တော်တို့မွန်ဗီဒီယိုကိုကျွန်တော်တို့ထည့်ရပါမယ်ကျွန်တော်မွန်ဗီဒီယိုကိုကြည့်လိုက်ပါ edit ရတဲ့ကိုနှိပ်လိုက်ပါOkay ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဒီမှာဗီဒီယိုကကျွန်တော်တို့ဒီမှာမညီဘူးဆိုလို့ချင်းကျွန်တော်တို့လက်ကနေဒီလိုမျိုးညီလာလို့ရပါတယ် Okay အဲဆိုကျွန်တော်တို့ဒီဖက်ပေးနေနေလို့ရှင်းလိုက်လို့ချင်းကျွန်တော်တို့ဒီဖက်ပေးနာမှာကျွန်တော်တို့ဒီမှာ remove bg switch ရဲ့အဲ့ဒါကိုနှိပ်ပါဒီမှာဒီဖက်မှာ auto remove switch ရဲ့အဲ့ဒါကိုထည့်လိုက်ပါ Okay ဒီမှာအမှန်ရှိတဲ့ခဏလေးစောင့်လိုက်ပါ Okay အဲဆိုကျွန်တော်တို့ဒီဖက်ပေးနာအမှန်ရှိတဲ့ရှိရဲ့အဲ့ဒါကိုနှိပ်ပါနှိပ်လို့ပြန်ကျွန်တော်တို့ဒီမှာလက်ကနေလောက်လိုက်ပါဒီမှာကျွန်တော်တို့ဒီမှာနောက်ကိုရောက်တော့ပါပြီဒီမှာနောက်ရောက်တော့ပါပြီ Okay ကျွန်တော်တို့ဒီမှာဆုံးတဲ့နေရာကိုကျွန်တော်တို့ CapCut logo မပေါ့ကျွန်တော်တို့ဆုံးတဲ့နေရာကိုလက်ကနေနဲ့ထောက်ပြီးတော့ကျွန်တော်တို့ဒီမှာ delete ဆိုပြီးရှိရတာကိုလုပ်လိုက်ပါ Okay ကျွန်တော်တို့ဒီလိုမျိုးရပါသေးဆိုလို့ဒီကိုထောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အပွားနေမျိုး export ပဲရှိရတာကိုနှိပ်လိုက်ပါOkay ဒီမှာ DIN done ဆိုပြီးကျွန်တော်တို့ရပါပြီ Okay အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုရမယ်လို့မျှော်လင့်ပါတယ်